皆さんこんにちは。今日は私の一緒に日本語を勉強しましょう。အခုလေ့လာကြမယ့်သင်ခန်းစာလေးကတော့ဝါခဲကြနိုင်ကမဟုတ်ပါဘူးလို့ပြောနေမှာတော့ပါတယ်။ဒီမှာမင်းနောက်ဆန်တို့လေ့လာခဲ့တဲ့ဝါခဲ၅မျိုးရှိတယ်မလား။အဲ့ဝါခဲ၅မျိုးထဲကတစ်မျိုးဖြစ်တဲ့ဝါခဲတဲ့ဝါနိုင်တိုးယူဝါခဲတဲ့ဝါနိုင်ကြနိုင်ဝါခဲကြနိုင်အသေးပဲတွေကအကုန်တူတူပါပဲမဟုတ်ပါဘူးလို့ပြောနေမှာတုံးတယ်ပေါ့နော်။ကဲစမယ်နော်။一番ခရိုင်းနာဝါခဲကြနိုင်ရောမကြိုက်တာတော့မဟုတ်ပါဘူးရောတဲ့နိဗ္ဗာန်ဣခိတာခုနိုင်ဝါခဲကြနိုင်မသွားကျင်တာမဟုတ်ဘူးတဲ့စံပန်အိုခိုတဲလူဝါခဲကြနိုင်ခါရစိတ်ဆိုးတာမဟုတ်ဘူးတဲ့ညွန်းပန်ညွန်းကောကဟေတာနဝါခဲကြနိုင်ဂျပန်စာညံ့တာမဟုတ်ဘူးတဲ့ကောပန်ဟီတိုရီကစုခိနဝါခဲကြနိုင်ခဲ့တော့ဟီယာခုတယောက်တည်းနေရတာကြိုက်ပေမဲ့လွတ်လပ်တာတနည်းအားဖြင့်ပေါ်ပါတာလို့ပြောနေမှာတမန်တယောက်တည်းနေရတာကြိုက်ပေမဲ့လွတ်လပ်တာတဲ့ကဲအခုလေ့လာခဲ့တဲ့သင်ခန်းစာလေးကတော့ဝါခဲကြနိုင်မဟုတ်ပါဘူးဝါခဲတဲ့ဝါနိုင်တိုးယူဝါခဲတဲ့ဝါနိုင်ကြနိုင်နဲ့အသေးပြတူတူပါပဲမဟုတ်ပါဘူးလို့ပြောနေမှာတမန်ခုခုမတဲ့ကြမတနဲ့